ဘာလို့မလို့တော့ ကိုမပါဝိုက် ဟာတော့မတားနဲ့လေမင်းတော်တော်ခက်တာပဲအဲ့ဒီခပိုက်နိုင်မှာဓာတ်တွေပါလားဘာတွေပါလားမသိရဘူးလေဓာတ်တွေဘာတွေပါလို့မင်းကိုထိုးလိုက်မင်းသေးနေအောင်မယ်တော်တော်ခက်တဲ့ကောင်ဒီမှာတရားသဘောနဲ့ကြည်လေလေအဲ့ဒီကလေးမလေးကအဲ့ဒီတိုက်သွားတဲ့ကောင်လေးစီအရင်ဘကဘာတွေခိုးခဲ့မှမသိတာဒါကြောင့်အခုလိုပြန်အနှိတ်ခံတာပြီးတော့ဒီကလေးမလေးပုံစံကိုကြည့်ရတာကညာရလက်ထက်နေတဲ့တစ်သေးမလေးပုံစံကွာဖုံတစ်လုံးလောက်ကတော့ခဏလေးနဲ့သူပြန်ရှာနိုင်တယ်ဖုံးကိုယူသွားတဲ့ခပိုက်နဲ့လေးရတာသူတို့မိသားစုကဆင်းရဲပါလေကွာကဘာမေးလောင်တားကောင်ချနေတယ်မကြားဘူးတယ်မလားအဲ့ဒီဖုံးလို့ရောင်းပြီးတုံးတယ်သူတို့မိသားစုအနည်းဆုံးတစ်ပတ်10ရက်တော့တုံးရတယ်လေကွာဥပမာမင်းကငါပြောမယ်ကွာငွေရဲ့အစာဘာတော့ကျွတ်အဲ့ဒီကျွတ်မတဲ့ကျွတ်ရမှာလေဖာဖာအေးမွေအဲ့ဒီဖာလေးကိုမျိုးနေတဲ့ချိန်ကာလမှာအဲ့ဒီမွေကိုရိုက်တင်သလားမရိုက်သေးဘူးဟာကိုရဲ့အစာရိုက်လိုက်ရင်ဘာဖြစ်မလဲအကုသို့ဖြစ်မယ်မရိုက်လိုက်ရင်ကုသို့ရဟုတ်တယ်မလားဟုတ်တယ်အဲ့ဒါမင်းမတားလိုက်လို့တားလိုက်ရင်အကုသို့ဖြစ်မယ်ခုမတားလိုက်လို့ကုသို့ဖြစ်သွားတာဟုတ်တယ်နော်ဒါကြောင့်အကြောင်းကြောင့်အကျိုးဖြစ်တယ်လို့အကျိုးကြောင့်အကြောင်းဖြစ်တယ်ဆိုတဲ့သဘောတရားလေးကိုမင်းကနားလည်မှာပေါ့ကွာနားလည်ပြီဦးလေးပြောမှာပဲဟုတ်တယ်သွားမယ်လားရပြီဟောအေးဟုတ်ကဲ့အခုနကပိုင်းနိုင်မလားဦးလေးနဲ့ပါတော့ငါတားလေဟမ်တားတား